မေတ္တာသည်လွန်ကဲရင်အစိတ်တင်တတ်မေတ္တာသည်လွန်ကဲရင်အစိတ်တင်တတ်9တန်း10တန်း9တန်း3နှစ်တိတိတကြံတွင်းမှာကလေးမလေးတယောက်သူ့မိဘတွေနဲ့လိုက်လာပြီးတော့တရားအထုတ်ဘုန်းကြီးတိန်စီကဓမ္မတုဒ္ဒကျောင်းဘုန်းကြီးအသက်40ဝန်းကျင်တော့ကလေးပေါက်စားလေးဖြစ်တော့စားရင်တော့ရင်နီးနေတာ10တန်းနှစ်ကျတော့ဒီလိုချိန်မှာဘုန်းကြီးကိုစွန့်စားပင်ဒီလိုချိန်နဲ့နည်းနည်းဆုံးမယ်12လပိုင်းတော့မှာဘုန်းကြီးကိုတလပိုင်းတော့မှာလာစမ်းတော့မှာစွန့်စားပင်သူ့မိဘပဲပင်တာပဲသွားစားတယ်စွန့်စားလို့ပြီးကန်ပြီးတော့ရှောက်အောင်ဆရာတော်တပည့်မလေးလည်းကြည်ဆုံးမပေးပါဦးဗျာဘာဖြစ်လို့လဲတခါကြီး10တန်းမဖြေတော့ဘူးပြောနေတယ်ဒါအကြောင်းတစ်ခုတော့ရှိမလေဘာလို့ဘုန်းကြီးမမေးဘူးအေးပြီးတော့မှကလေးခေါ်မေးကြည့်မယ်စွန့်စားလို့ပြီးတော့အချိုးခွဲနဲ့ကပ်ပြီးတော့ကဲကလေးငါ့ရှိလို့လိုက်တခါကြီးတို့လင်မယားအောက်ဆင်းနေလိုက်ကလေးကသူတို့ရှေ့ဆိုမပြောမှဆိုလို့သူ့မှာအကြောင်းတစ်ခုရှင်းမယ်အဲ့လာကြော့ပြီးတော့သမီး10တန်းမဖြေတော့ဘူးဆိုတင်မဗျာဘာဖြစ်လို့လဲသမီးဆိုမပြောဘူးမပြောရင်ဘုန်းကြီးကမအောင်မြင်ဘူးပေါ့သူ့ပြောအောင်လုပ်မှရဒီလိုရှိတဲ့သမီးလို့ဘုံကသမီးရဲ့အခက်အခဲကိုဖြေရှင်းပေးနိုင်တယ်အဲ့တော့သမီးကတော့ပြောပြမှဖြစ်သမီးမပြောလို့မသိရင်ဘုံရှင်းပေးနိုင်လဲရှင်းလို့မရသမီးဘက်ကပုံပွင့်နေနေပြောဘာအခက်အခဲရှိလဲမှန်တယ်နော်ကိုယ့်အခက်အခဲသူများပြောတယ်ဆိုတာဖြေရှင်းပေးနိုင်သူမှပြောရတယ်ကိုယ့်ဘောစေတနာရှိပေနဲ့ရှင်းမပေးနိုင်တဲ့လူသွားပြောရင်ဘာဖြစ်စိတ်ညစ်တာပဲဖတ်တင်တာပေါ့သူလည်းရှင်းမပေးနိုင်ဘူးလေတက်ခါရှင်းပေးနိုင်တဲ့အရေးအသွေးရှိတော်လဲပဲကိုယ်မလိုလားတဲ့လူဆိုရင်ကိုပြောပြရင်ဟိုစိတ်ကကြိတ်တောင်ဝမ်းတာနဲ့နဲတောင်နဲသေးတယ်ပြောမှာစိတ်ထဲကလေအဲ့တော့ဖြည့်ရှင်းပေးနိုင်တဲ့စေတနာရှိတဲ့အဲ့လိုလူမျိုးကိုပြောရတယ်တမီးကိုဘုရားရှင်းပေးနိုင်တယ်ပြောလို့အဲ့တော့မှပြောတယ်ဒီလိုဘုရားတဲ့ဖေဖေကပြောတယ်ကြိုက်တဲ့အကြောင်းကိုပြောကြိုက်တဲ့ကျူရှင်ပြောလိုတာအကုန်လုပ်ပေးမယ်ဒါမှမဟုတ်6ဘာသာကိုလူမထွက်နင့်ငါတတ်မှာဟောအဲ့ပြတနာတမီးကစဉ်းစားကြည့်တယ်6ဘာသာထွက်မထွက်မသေးချဘူးတဲ့မဖြစ်ရင်အရင်တိုက်ခလေးဟောင်တွက်တတ်သေးတယ်မဖြစ်ရင်အရင်တိုက်ဟုတ်တယ်နော်မဖြစ်လို့မထွက်တာလေဖေပြဿနာရှာလို့မရအောင်ဖြစ်ပြီးမှ6ဘာသာမထွက်သမီးကိုဖေကတတ်မှာသမီးကလည်းလို့ဘယ်မိဘကိုသားသမီးတတ်မှာလဲသမီးပေါ့ပြီးမစ조사မှာစိုးလို့ပြောတာအဲ့တော့တခရီးတခွန်ပြန်ပြောတယ်ဘုံမသိလို့လေဖေဖေကတကယ်ပြင်းလာတယ်လက်တန်အရန်ပြောင်လာတယ်ဆိုတော့တခြားလို့တုတ်လာခဲ့တယ်ထင်ပါတယ်ဒီမှာလည်းခလေးကကြောက်နေပြီအဲ့တော့ကွာသမီးကဘုံရှင်းပေးနိုင်တယ်ပြောထားပြီးမှရှင်းမပေးနိုင်ကွာပြဿနာရှိတယ်နောက်ကိုဘယ်တော့မှမယုံတော့အဲ့တော့ကိုလည်းတခုတော့ပြောမှဒီလိုလုပ်သမီးလို့သမီးနဲ့ဘုံနဲ့ဂတိအပြန်လန်အပေးယူလို့သမီးကဘုံကိုဂတိတစ်ခုပေးအစွမ်းကုန်စ조사ပါမယ်ဒါပဲဘုံနဲ့သမီးကိုဂတိပေးမယ်အကယ်၍သမီးစ조사တဲ့ရလတ်ဟာ6ဘာသာမဟုတ်ဘဲနဲ့4ဘာသာဖြစ်ဖြစ်3ဘာသာဖြစ်ဖြစ်သမီးမိဘသမီးကိုလုံးဝမဆူစရာဘူးမမှန်စရာဘူးမရိုက်စရာဘူးဘုံအာမခံတယ်ဘယ်လိုလဲဆိုပေးတယ်ဖျားတယ်ဖေဘာဖြစ်စေချင်တယ်သမီးသိတယ်ဖေဆရာဝန်ဖြစ်စေချင်တာသမီးလည်းဖြစ်ချင်တာပဲစ조사မယ်သို့တော့6ဘာသာအာမခံလို့မရတဲ့ကိစ္စကြီးကိုအတင်းပြောနေတော့သမီးလည်းကြောက်တာတဲ့အဲ့လိုမစိုးမမှန်ဆိုရတယ်သမီးစ조사မယ်အဲ့တော့မှမိဘနှစ်ပါးခေါ်လိုက်တယ်ကဲခလေးဘက်ကအစွမ်းကုန်စ조사မယ်လို့ဂတိပေးတယ်တခါကြီးတို့ဒကမကြီးတို့ကလည်းခလေးစ조사တဲ့ရလက်ဟာဘယ်လိုထွက်မဆူအောင်နော်မမှန်ဘူးနော်မရအောင်နော်မဆူအောင်ဖျားတဲ့ဟုတ်တယ်လေ तू ကလည်းမရဘူးဖျားလို့ तू မပြောရဲဘူးမရဘူးဖျားဆိုဟိုကမဖြေဘူးဖျားနဲ့ပြန်လာအောင်မှာအဲ့ဆို तू ဒီမှာရပါတယ်ဖျားဆိုဒါပေမဲ့အဲ့ခလေးမှတကယ်6ဘာသာကုန်လူလည်းထွက်တယ်ဆရာဝန်လည်းဖြစ်တယ်ခုဆိုထုခုဖြစ်နေလေပြောချင်တာကမိဘရဲ့မေတ္တာလွန်ကဲမှုဟာခလေးပေါ်မှာပါပြအစိတ်တင်ခလေးအစိတ်တင်လို့အစိတ်လည်းတက်ရောမဖြေဘူးဆိုဖြစ်တော့မိဘလည်းအစိတ်မတင်နဲ့တင်သွားတယ် तू လည်းပူလောင်တာပဲလေအဲ့တော့မေတ္တာဒီလွန်ကဲရင်အစိတ်တင်အဲ့ဒီအစိတ်ကိုဘာနဲ့ဖြေမလဲဥပိ္ပခာနဲ့ဖြေရဘာနဲ့ဖြေရမလဲအိမ်တိုင်းမှာဥပိ္ပခာကျင့်သုံးအောင်ပါနောက်တစ်ခုပြောမယ်ကရုဏာလွန်ကဲရင်လည်းအစိတ်တင်တတ်တဏှာမှုလွန်ကဲတယ်တဏှာတဲ့ဒုက္ခကလွတ်စေခြင်းတယ်လွန်ကဲသွားလို့ရှိရင် तू လည်းအစိတ်တင်ဘုန်းကြီးငယ်ငယ်ကိုတွေးပေါ့ငယ်ငယ်တော့မှနေတာအိမ်နောက်ဖေးမှာချောင်းလေးရှိတယ်ချောင်းဟိုဝလုံးတရားနဲ့ဖြတ်ကူကြတယ်တရင်ကျွတ်လာရာဒီမှာရေခမ်းကစားဝလုံးတရားပေါ်သွားရင်လည်းရေကိုလှမ်းကြည့်လိုက်တော့တရားနဲ့၄ပေလောက်กว่าရင်ကောင်လေးတစ်ကောင်မှောက်ရက်ကလေးကြားတယ်ခြေထောက်တွေလက်တွေရက်ကန်လှုပ်နေတော့ဆိုဒီအကောင်မသေးသေးဘူးငါကဲမှာဘုန်းကြီးလည်းငယ်ငယ်တည်းကပရိဒဝါဒနာပါတယ်အဲ့ဒါနဲ့ကမ်းဘက်ပြန်သွားတက်ကန်းကြောက်တစ်ခုရအောင်ချိုးအဲ့တော့ဝလုံးပေါ်ခွာထိုင်းအဲ့ဒီတရားပေါ်ပြုတ်ကြမှာလဲဆိုရသေးတယ်အဲ့ဝလုံးကိုင်းပြီးတော့ဟိုအောက်ကရင်ကောင်လေးကိုဖိုက်အောက်မှာဒုတ်ကိုထိုးထက်ဖြည်းဖြည်းချင်းမှအပေါ်နဲ့ရောက်ခါမှာပုတ်စုပြုတ်ကြသွားနောက်တစ်ခေါက်အပေါ်နဲ့ရောက်ခါပြုတ်ကြပြန်အောင်နောက်တစ်ခေါက်၃ခေါက်လုံးပြုတ်ကြနောက်ဆုံးအခေါက်ပြုတ်ကြတော့ရင်ကောင်ပက်လက်လန်းနေအဲ့မှာစိတ်ကဘယ်လိုဖြစ်သွားလဲငါနင့်ကိုမသေးစေခြင်းလို့၃ခါတိတိကဲတယ်နင်ကဒီဒုက္ခလေးတောင်မြင်အောင်ဖက်မထားဘူးကဲဟာဆိုပွဲပြီးရောအဲ့ဒါဘာဖြစ်လဲကရုဏာလွန်ကဲတာတအားသွတ်စေချင်တာနောက်တစ်ခေါက်ကျဆယ်လို့မရတော့ဘူးလေရင်ကောင်ပက်လက်လန်းနေဒီမှောက်ရက်တောင်မှဒီဒုက္ခကိုမနေပက်ထားတာပြုတ်ကြသေးတာပက်လက်ဆိုဘယ်လုံးမှကော်တင်လို့မရတော့မရတဲ့တူတူကဲဟာဆိုပွဲပြအောင်အဲ့ဒါကရုဏာလွန်ကဲလို့စိတ်တင်တာအဲ့ဒီစိတ်ကိုလေဥပိ္ပခာနဲ့ပဲဖြေရတယ်ဥပိ္ပခာဆိုတာဘာလဲလူတွေထင်တာကလှဲ့မကြည့်တာကိုဥပိ္ပခာလို့ထင်တယ်ဘာကိုဥပိ္ပခာလို့ထင်လဲ
လက်မကြည့်တာကိုဥပိ္ပခါလို့ထင်တယ်တကယ်တမ်းတော့ဥပိ္ပခါဆိုတာလက်မကြည့်တာမဟုတ်ဘူးနော်အဲ့ဒါနားလဲဖို့လို့လေသူ့အကြောင်းလာမပြောနဲ့ကြားလည်းမကြားချင်သိလည်းသိမချင်လှဲ့လည်းမကြည့်တော့ဘူးအဲ့ဒါသူလည်းဘာမှမဆိုင်တော့အမေဒါဥပိ္ပခါပေါ့အဲ့ဒါအလကဥပိ္ပခါမဟုတ်တာဝန်မဲ့နေတာပဲရှိတယ်ဥပိ္ပခါကအာယုံရှိတယ်ကြည့်တယ်ဘယ်လိုကြည့်တာလဲဆိုတော့သူ့ကံနဲ့သူပဲလို့နှလုံးသွင်းပြီးကြည့်တာဘယ်လိုကြည့်တာခုန10တန်းကလေးနဲ့တွေ့မယ်နော်အကယ်၍ဒီကလေးဆောင်ဝဲဖြစ်တဲ့ချိန်မှာ6ဘာသာမထွက်ပဲ4ဘာသာထွက်တဲ့ဆေးလိုင်းနဲ့မမီဘူးဆိုရင်မိဘဘက်ကတွေးတော့ငါဘက်ကငါသမီးပေါ်မှာအားလုံးတာဝန်ကျေးတယ်ငါနိုင်တယ်အကောင်းဆုံးလုပ်ပေးခဲ့တယ်သူလည်းသူ့နိုင်တယ်များစူးစမ်းတာသူ့ကံကဆရာဝန်ဖြစ်လောက်တဲ့ကံမပါတော့ကံရှိတဲ့လောက်ပဲရတာပေါ့အေးလေသူ့ကံရှိတဲ့လောက်ပေါ့ဆိုမပြီးဘူးလားပြီးသွားတာဘာမှဒေါသမထွက်တော့နော်အေးချမ်းချမ်းပြီးတယ်အဲ့ဒါဥပိ္ပခါမိသားစုတိုင်းမှာအဲ့ဒီဥပိ္ပခါကျင့်သုံးတတ်ဖို့တော့လိုတယ်နော်ဥပိ္ပခါမကျင့်သုံးလို့ကတော့မအေးချမ်းမှုစိတ်ချငါတလောက်လုတ်ပေးရတာပတ်စံနေဘလောက်ကုန်တယ်မှတ်လို့လဲနင်းကမစူးစမ်းဘူးအခုတော့ဒါလေးပဲဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့အိမ်ကလောင်နေရောလေအဲ့တော့ဥပိ္ပခါမလိုလားလို့လားလိုတာပေါ့ခုနရင်ကောင်လေးလည်းဒီလိုပဲတွေးရမှာငါသူ့ကိုရှင်စေခြင်းလို့3ခါတိတိကဲတယ်ဘယ်လိုမှဆယ်လို့မရနောက်ဆုံးတစ်ခါဘယ်လိုမှမဆယ်နဲ့တော့နောက်ဆုံးတစ်ခါရင်ကောင်ပက်လက်လန်နေပြီပက်လက်လန်တော့ဘာထုံးနဲ့မှခေါ်တင်လို့မရတော့အဲ့တော့ကိုယ်ကတွဲတော့မှာငါသူ့ကိုအတတ်နိုင်ဆုံးရှင်အောင်ကဲတယ်သူ့ကံကဒီနေ့သိမဲ့ကံပါတယ်ထင်တယ်ဘယ်လိုမှဆယ်လို့မရဘူးသူ့ကံနဲ့သူ့ပေါ့လေးဆိုကဲမပြီးဘူးလားပြီးလားပြီးတယ်ဘာအကုသို့မှမဖြစ်ဘူးနော်ဒီကရုဏာအကုသို့တောင်ဖြစ်နေသေးတယ်အဲ့ဒါတော့ပြီးကဲဟာဆိုဒုက္ခရောက်နော်ကဲပြောချင်တာကဘာလဲဆိုတော့မေတ္တာလွန်ကဲရင်အစိတ်သိမ့်တတ်တယ်ဘာနဲ့ဖြေဥပိ္ပခါနဲ့ဖြေကရုဏာလွန်ကဲရင်လည်းအစိတ်သိမ့်တတ်တယ်ဘာနဲ့ဖြေအဲ့ဒါမိသားစုတိုင်းမှာဥပိ္ပခါကျင့်သုံးတတ်အောင်ကြိုးစားနော်ကိုဘလောက်လှုပ်ပေးကိုခလေးကသူ့ကံရှိတော့ဖြစ်မှာနော်အဲ့ဒါငါလှုပ်ပေးတော့မဖြစ်ရကောင်းလားဆိုရင်အဲ့ဒါကိုလောင်နေရောပြီးရောဘယ်တော့မှမငြိမ်ဘူးစိတ်ချပြီးတော့နောက်တစ်ချက်တွေးရမှာကအရာအလုံးဟာကိုအလိုတိုင်းဖြစ်တာမဟုတ်နော်အတ္တလားအနတ္တလားနတ္တသူ့တဘာဝအတိုင်းသူ့ကံရှိတဲ့အတိုင်းဖြစ်တာအဲ့ဒီသဘောကိုကြက်ကြက်မတွေးလို့ကတော့ငါတလောက်လုပ်ပေးတာဒင်းရဒီလိုဘယ်လိုညာလို့အဲ့ဒါမဆုံးဘူး9ရက်10ရက်တစ်ပတ်10ရက်လောင်နေရောအဲ့လိုမလောင်ဖို့ဆိုလို့ရှိရင်အေးချမ်းဖို့ပျော်ရွှင်ဖို့ဆိုလို့ရှိရင်ခုနဥပိ္ပခါကျင့်သုံးတော့